အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ဆရာကြီးဥဖို့ချရဲ့ဖျားဖူးသွားခြင်းဆိုတဲ့ကိုရိုင်းရေးဝတ္ထုလေးကိုအတန်ဇလန်းအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်ုပ်ဒီကောလိပ်ကျောင်း BA အောက်တန်းလိုက်ရှိစဉ်ကကျွန်ုပ်နဲ့အတန်းတူအတန်ခင်မင်တော့မိတ်ဆွေတယောက်ရှိဘူး၏၎င်းမှာမောင်ထွန်းမောင်ဖြစ်၏ထုံးမောင်မှာအလွန်အေးဆေးစွာနေလေးရှိ၏စကားနေ၏မဟုတ်မှန်မှန်မဟာတရားမပြောတတ်အင်္ဂလိပ်ကြီး၏စကားနေသူတို့၏စကားသည်လေးနဲ့တက်သည်ဖြစ်ရာထုံးမောင်စကားပြောရင်ကျွန်ုပ်တို့ကျောင်းသားများခရူးပြူ၍နားထောင်လေးရှိ၏ဝါကြွားပြောတဲ့သူသည်ထုံးမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံးမောင်ကတစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါခြင်းချက်ချင်းပေါ်တတ်၏အပေါင်းဖော်နှင့်အချိန်ဖြုံးမနေတတ်တယောက်တည်းတွေ့တော့ရတော်၎င်းစာဖတ်ရတော်၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုးသားဖြောင့်မတ်သူဖြစ်ရလေရကကျောင်းသားများကဝိုင်း၍ရိုသေခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထပ်ပို၍ခင်မင်ကြ၏ထိုနှစ်အင်္ဂလိပ်ဒီဇင်ဘာနတော်ပြတို့၌ကျောင်း12ရက်မြပိတ်၏ထိုအချိန်ကကျောင်းသားများကြိတ်တီးရိုးဖျားတို့အစုပြု၍တွားလေးရှိကြရာကျွန်ုပ်လည်းတွားလို့ဒီနှင့်ထွန်းမောင်၏အခန်းတို့လာခဲ့၍ဟေးထုံးမောင်ကြိုက်ထီကိုဖျားကိုသွားရအောင်ကွာတို့12ရက်တောင်ရက်အားရတယ်ဖျားဘူးသွားတာစိုက်ထီကိုတောင်သွားရမလားကွရွှေတကုံသွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာကြိုက်ထီရောကမြတ်စွာဘုရားကိုတော်တိုင်းတို့မြမပြေကိုကြွလာပြီးရတိတ်ကြီးတစ်ပါးကိုဆန်တော်ပေးတဲ့အဲ့ဒီဆန်တော်စစ်ကိုထပ်ပနာပြီးတီတာမောင်ရဲ့နားလေရဲ့လားထိုအခါအလွန်ပြုံးခဲ့သောမောင်ထွန်းမောင်ဒီပြုံး၍ဖျားဒီကိုကြွလာတယ်လို့မင်းတို့ဘယ်သူပြောတယ်လဲမင်းလည်းအတော်ကွာကြတဲ့ကောင်ပဲဘယ်သူပြောရမလဲကွတမိုင်းထဲမှာတိတ်တိတ်ချာချာကိုရေးထားတာသိရဲ့လားအဲ့ဒီမင်းသမိုင်းကဘယ်သူကဘယ်တော့မှရေးခဲ့ရလဲဘသူရေးရလို့တော့မင်းကိုတိတ်တိတ်ချာသတော်မတင်နိုင်ရှိပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွအဲ့ဒီမင်းသမိုင်းကဘသူကဘယ်တော့မှရေးခဲ့ရလဲဘသူရေးရလို့တော့မင်းကိုတိတ်တိတ်ချာသတော်မတင်နိုင်ရှိပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွဟာမင်းမမိသေးရလားမင်းနဲ့ငါနဲ့ဖြင်းကိုသွားလိုက်ကြတော့ဟာလေဖုန်းကြီးတစ်ပါးဒုတစ်ပေါင်မင်းကြီးကိုဝလေတော်စစ်ကိုပြာချပစ္စည်းတရုတ်ကိုင်းပြီးလှုပ်ထားတယ်ဆိုတော့ကမဝါစာကိုထုတ်ပြတော့ညကိုရောဘယ်နဲ့တိတယ်လဲပါလဲညာလဲတဲ့စစ်ပေါ့မေးတော့ဖုန်းကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာအမှတ်မိသေးလားခုလဲမင်းကရာဇဝင်ဆရာမို့တိတိကျကျသိမလားလို့မေးရပါဗျာကြရင်လည်းမမေးပါဘူးဟဲ့ကောင်တော်ပါကွယ်မင်းဟာတစ်ခါအင်မတန်ရှာရှိတယ်မင်းလိုက်ချင်ရင်လည်းလိုက်မလိုက်ချင်ရင်လည်းငါတယောက်တည်းတော်တယ်လို့ကြည်သွားမှာပဲခက်ဆက်ပြောသည်ဟမ်ဖျားတရားကြည်လို့ရဲ့လူကလည်းစိတ်တူလိုက်တာကောင်းကွယ်ငါပဲလျှော့ပါမယ်ငါလိုက်ပါမယ်ထိုအခါမှာကျွန်ုပ်ကပြုံး၍အဲ့ဒီလိုမှပေါ့ကွငါမှငွေ90ကျပ်လောက်တော့စုရတယ်မင်းမငါမှလည်း90ကျပ်လောက်ပါပဲအေးနေရကြပြီဈေးစကားစားဖို့တော့15ကျပ်လောက်ပဲကိုမထင်နဲ့လူဖို့တန်ဖို့အပုံကြီးပို့တာပဲကဲအခုညသွားကြစို့ကွယ်ကြိုက်ထိုဘူရာတို့ရောက်လင်ထိုအခါကမော်တော်ကားများမသွားသည့်တဖြင့်နှင်းကား၍သွားကြ၏ကြိုက်တီရိုတောင်ကြီးကင်မောစခန်းမရောက်မီခရီးတဝက်တရာ၌အင်းဝစခန်းတို့ရောက်ရာခရီးနာကြ၏ထမင်းဟင်းလက်ဖက်ရည်ဘူးဒီကျော်စသည်ဖြင့်အစားတောက်လည်းပြည့်စုံ၏ထိုစခန်းမှာရွာနာချုပ်ဆက်ကလာရောက်၍စိုင်းတဲခင်းသောနေရာစခန်းကြီးတစ်ခုဖြစ်၏ထိုအင်းဝစခန်းဆိုင်စု၏မြောက်ဘက်အတန်းကွာရှိတရက်ပင်ကြီးတစ်ပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထွန်းမောင်သည်ရှောက်၍သွားသည်ကိုမြင်လိုက်၏မကြာမီမှာပင်တဲပေါက်တွင်ရက်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏နိုင်ဝက်ခန့်ကြာလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထွန်းမောင်ကိုဟစ်၍ခေါ်ရ၏ထွန်းမောင်ကတုတ်လာခဲ့၍ဟိုတဲမှာအဖိုးကြီးလူများနဲ့အင်းမြောက်ဖျားပြီးလဲနေကြတယ်ငါစားတောက်ကလေးဝေးပေးခဲ့ခြင်းနဲ့ရင်းသွားနေကွယ်ကင်းမစကားငါမအောင်လိုက်လာခဲ့ပါမယ်ဟောဗျာမင်းဘွေဖောက်ပြီးမင်းချက်ကဒီလိုပဲစစ်တစုစားကြီးနဲ့ကဲမောက်တဘောရှိငါတော့မင်းကိုမစောင့်နိုင်ကင်းဖို့စခန်းကိုမြောင်လိုက်ခဲ့ပြီးတော့မမီတော့ငါဆက်သွားပါပဲအေးပါကွယ်ငါမအောင်လိုက်ခဲ့ပါမယ်ထွန်းမောင်ကအဲ့လိုဆို၍လဲပေါ်ကသူ့လေကိုယူ၍တဲငယ်ဘက်သို့ဆိုင်နဲ့သွားပြန်လေ၏ကျွန်ုပ်မှာကဖျားတူတာရောက်လို့၍ကျွန်ုပ်တို့ကျောင်းကကျောင်းသားတစုလည်းထက်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ကင်မောစခန်းတို့ရောက်တော့လေထွန်းမောင်ပေါ်မလာကြရေမြောင်းကလေးရေမြောင်းကြီးဘိုးပြန်တောင်ဆိုင်တမော့စသည်ဖြင့်ခရီးစဉ်အတိုင်းနောက်ဆန်တငင်ငင်နှင့်ပင်လာခဲ့ရာဖျားတူတာတိုင်တော့၏ထွန်းမောင်မပေါ်လာကြကျွန်ုပ်တို့တစုမှလည်းတပြောတပါးကြီးပြောဆိုကနေလာခဲ့ကြရာဖျားအနီနဲ့ယုံနဲ့စင်နဲ့မိန်းမကြီးတယောက်ပတ်စံခန်းနေတီကိုတွေ့ရ၏နေယုံမှာပါတချမ်းနားတချမ်းပဲ့နေ၏၎င်းအပဲ့တို့ပြ၍ပြစ်စင်ရန်ဆိုက
ပတ်စံခန်းနေခြင်းဖြစ်၏ထိုအခါကျွန်ုပ်ဒီရုတ်တရက်တရင်ရမိတီကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကျောင်းသားတစုကြိုက်ထီယိုကပြန်လာတော့အခါထိုပါပဲ့နားပဲ့နေတော့နတ်စင်ကနတ်ကတော်ကြီးအားနတ်မေးကြကြောင်းပြန်ပြောဒီကိုတတိယဒီနှင့်ကျွန်ုပ်တို့နှင့်အဖော်လော်ခေါ်ခဲ့တော့လဲဓမားကိုမေးကြည့်ရာလဲဓမားကပြုံးကြည့်၍ဒီပဲ့ရက်ကြားလာပြီပြန်ပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လူခံမလဲဗျာ။ကပြောလိုက်မှကောလိပ်ကျောင်းသားများထက်တာတဲ့လေဓမားများလည်းရှိသေးကြောင်းကိုသိရသည်။နို့ကွယ်ရသေးတွေရသေးမာတွေဖိုးသူတော်တွေမဲသီလာတွေပေါ်လာချီကလာကွယ်။အဲ့ဒီထဲမှာခါတော်မူတွေအများကြီးပါတယ်ဗျ။ကျွန်ုပ်တို့ဖျားရှိခိုးနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့ဤအနောက်ရှက်များကိုများစွာခံရ၏ဖျားရှိခိုးနေစဉ်ရေပန်းရွှေဝဲပါဟုတစားစားလိုက်၍ပူးနေ၏ကျွန်ုပ်ဒီကလစားချီလိုဒီနှင့်ရေပန်းရွှေတို့ကိုအင်္ဂလိပ်နှင့်ရောင်းတော်ဆိုင်တို့တွင်လာဝယ်ယူလိုက်၏ကြောက်ကြီးကံပါဇက်ဘက်တို့လာခဲ့ရာလမ်းတွင်တောင်ဆောင်တစ်ခုခုတွင်၌ယတိတပါးထံတွင်ဖျားသွားတော်အစ်ရှိသည်ဆို၍ကူတွင်၌ကျင်းကျက်ကျက်ဝင်ခဲ့၏ယတိကသွားတော်ကိုလက်ဖြင့်ကင်၍ခက်လန်းလန်းကပြ၏တိတိကျကျကိုယ်တိုင်ကင်၍ဖူးပရစေဟုတောင်းတော်အခါဟဲ့တခါရဲ့လက်နဲ့မကင်ကားဘူးငရေကြီးတဲ့ခက်ဝေဝေကဖူးတာပေါ့ရသိတော့ငရေမကြည့်ဘူးလားကျွန်ုပ်ဒီဘာမှပြန်မပြောဘဲအခွင့်ရတဲ့များတီချစွာစူဆိုင်၍ကြည်ရသွားတော်ဤအတွင်ကဘာရှိတီကိုမတီးရအပြင်ကမူစီကရက်ဘူးတွေကငွေရောင်ပြားကိုကတ်ထားတီကိုမြင်တွေ့ရ၏တို့ကြောင့်လဲယတိဤအလူကန်ပတ်စံခွက်တဲ့တို့တပြားတစ်ချက်မှမထဲပဲခတ်တုတ်တုတ်ပြန်၍ထွက်ခဲ့၏ဤတို့လျင်ကြိုက်ထီယိုတောင်မုတ်ဆိုးတောင်တို့၌အေးချမ်းပြောင်မြူစွာခုနှစ်ညကြာကြ၏ဤမှဆင်းခဲ့ကြ၏အပြန်လန်းတွင်အင်းဝစခန်းတို့ရောက်ကြတော့ထွန်းမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်ဒီအဖော်များနှင့်ခွဲ၍ရခင်တင်းငယ်ဘက်တို့လာခဲ့၏တင်းငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကတည်းကစုတ်ချပျက်စီးနေသည်မဟုတ်ဘဲအမိုးအကာနှင့်အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏။အောင်ရင်ကန်ကလေး၌အတန်အိုမင်းနေပြီဖြစ်တော့အဖိုးကိုအဖွားကိုနှစ်ယောက်ပတိဆက်၍နေကြ၏။ရင်းပိုင်းမြေကွက်လက်တွင်မိဖို့တစ်ခု၌လက်ဖက်ရည်ကရားနှင့်ရင်းနှီးအိုးကြိုနေတော့73နှစ်14နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏။ကောင်းအနီး၌3နှစ်4နှစ်ခန့်ရှိယောက်ျားတငယ်လေးတစ်ယောက်ဘူးဒီကျော်တစ်ခုစားနေသည်။ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုမှလာပါဖေးအရက်ကပါလဲမောင်ဖျားဘူးအသွာလားအပြန်လားလာပါထိုင်ပါအဖွားမနေရပေးခြင်းကိုင်းချခြင်းတို့ကိုပြပြတလဲပြူ၍ဟဲ့ဖွားမွေရှင်ဝေးစုပြီးမဟုတ်လားလက်ပဲချောက်ခဲပြီးယူခဲ့ဟဲ့ဟောဖွားမွေဟဲ့ဟိုထန်းလျက်ကလေးရှိသေးတယ်မဟုတ်လားခါတဲ့ထိတ်ခဲ့ဟဲ့တောက်ပါစားပါမောင်ရဲ့အလွန်ကြီးစွာတဲ့စေတနာနဲ့အခမ်းလင်းသည်အဖိုးကတဖန်ညဖျားဦးမဟုတ်လားဟုတ်ပါတယ်ဖို့ရဲ့ကျွန်တော်ကလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်လာခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီတဲထဲမှာကြံရစ်တယ်အဲ့ဒါအခုသူပဲသွားလေတယ်လဲလို့မေးချင်လို့ဝင်လာတာပါအဖိုးရဲ့သူအခါအဖိုးကြီးနဲ့အမေကြီးတီတပြိုင်နဲ့ငေါက်ခနဲဆန့်၍မောင်ထုံးမောင်မေးတာမဟုတ်လားဟုတ်တန်ပြိုင်မေးကြ၏ဟုတ်ပါတယ်ခင်ဗျာအမေကြီးရဆက်၍ဟောမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါအဖြစ်မောင်လည်းသူတော့ကောင်းပေါ့အေးမောင်ထုံးမောင်ရဲ့ခုမနက်ပဲရန်ကုန်ကိုပြန်သွားပြီသူ့ကိုကြောင်းတက်ရမယ်ဆိုကိုကွယ်ပြောလိုက်ပါရစေအောင်မောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာအဖွားတို့အခုသက်80ရှိနေပြီကြားပဲမကြားဘူးပါမောင်ရဲ့မောင်ထုံးမောင်ဖះကိုလိုက်မလာပဲဒီကပြန်သွားဖို့ပြောပြပါဦးအဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီတို့ကွငါတို့ကဟဲ့ဟိုရှိုက်ထုတ်ကိုသွားတဲ့လမ်းနားမှာရှိတဲ့ဘီသွေးကုန်းရွာကပါအဖွားတို့မှာတမီးကြောက်တယ်ရှိပါရဲ့သူအိမ်နောက်ကြားလို့တာသမီးလျောက်ရပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကပဲသူခင်မောအနေစာရောက်တယ်သူကိုတိုင်လဲမနစ်ကအဆုံးပြန်ရောတာသမီး4ယောက်အနက်က2ယောက်တာအဖက်တင်တယ်ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေး2ယောက်ကိုငါတို့ပဲမွေးရတာပေါ့ငါတို့ကလည်းအိုမင်းသူတို့ကလည်းလူလားမမြောက်သေးပတ်စံကျွေးငွေကလည်းမပြည့်စုံတို့ကိုပြောကြဆိုမြည်ရီငါတို့ထမင်းရက်မှန်မစားရတာကြာပါပြီအဲ့ဒါအခုဖျားဘူးများလာတဲ့အချိန်ဒီအင်းဝစခန်းမှာတဲကလေးထိုးပြီးဖားမွေကိုပဲဘူးဒီကြော်ကလေးကြော်ပြီးရောင်းစီရတာပဲအဲ့ဒါနဲ့လေ
မင်းရက်မှန်မှန်မစားရပါဘူးကံမြန်ဆိုးခြင်းတော့လွန်ခဲ့တဲ့2လ3လကစားပြီးဟောမောင်အဖိုးကြီးဟာလူကလည်းအိုအစာရည်စားလည်းဝလင်းအောင်လည်းမစားရတော့လဲပါလီရောမောင်ရဲ့နောက်10ရက်လောက်ကအဖျားဝင်လာပြီးတတိမရတစ်ချက်ရားတစ်ချက်နေပါရောဟဲဟိုမောင်ထုံးမရောက်တဲ့နေ့ကမျိုးပဲရှိတော့တယ်အဖကိုယ်တိုင်လည်းမောင်အဖိုးလိုပဲအားနေပြီးလဲနေရကနွေနွေခြုံစရာအဲ့ဒီအထက်တဲကလေးကလည်းမူးမလုံးတော့အေးမိပြီးအဖွားလည်းလေးပါလီရောမောင်ရဲ့အဲ့ဒီလိုအဖွားတို့အကျိုးကန်းနေရကိုရေးမှကလေးဖွားမိကချက်ပြုတ်ကျွေးမွေးနေရကဟောထင်းချိုးရမှတန်စုလို့တဲ့တခါတဲ့ငန်းတွေမန်းလေးလိုက်ပြီးပြည်တယ်လို့မောင်ထုံးမရောက်တဲ့နေ့ကခြေထောက်မြောက်ပြီးអော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရှည်စာမစားရတာ2ရက်တိရှိနေပြီမောင်ရဲ့တေဖို့အစဉ်တင်ပဲဆိုပါတော့ဟောဟိုမီအငယ်ကတော့ကလေးကိုဟိုဆိုင်စုမှာသွားပြီးတောင်းရန်စားတဲ့အဲ့ဒီလိုငါတို့တေဖို့အနေမှာမောင်းတန်ငယ်ချင်းမြင်တော့မေးတံကိုကြားပါရဲ့ငါတို့လူအို2ယောက်ကတော့စကားပြန်နိုင်တော့ဘူးဖားမှွေကတာအော်အငိုရက်ပြီးပြန်ပြောတန်ကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောင်ထုံးမောင်ဟာပထမအဖိုးကြီးပါသက်ထဲကိုချပြီးရဲ့နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရည်ရေနွေးစားစရာတွေဝယ်လာပြီးကော်ဖီနွေးနွေးကလေးကိုအဆက်ချပြီးတိုက်ပြီးရှာရဲ့အဖွားကိုလည်းအဲ့ဒီလိုပါပဲဖောင်းမွေကိုလည်းအနာကိုရေစစ်ပြေဖောက်ဆေးထဲလောက်တာနဲ့မောင်ရဲ့တနင်္လာလောက်မှာပဲတက်တာသွားပါရဲ့အမှန်ကတော့ငါတို့တစုလုံးအစားအသောက်ချိုးတဲလို့ငါလို့ဖြီးရတာလားကွယ်ငါတို့တော့အကြီးလောက်တာတောက်နိုင်ကြပါရဲ့ဖောင်းမွေတို့မောင်နှမ2ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထုံးမောင်ရဲ့သူ့ရိတ်ထဲကပါမုတ်ငါတစ်တာတွေတခါတည်းထုတ်ကျွေးတယ်ငန်းငန်းနဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြီးရတာအားရဝမ်းတာတာနဲ့အားပြစ်လာကြတာပဲအဲ့ဒါသူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြူးစုတဲ့အပြင်စတန်စီစာကြက်သွန်ငယ်ရုပ်အစုံဝဲပြီးချက်ကျွေးရှာရဲ့ဖားမွေကိုအညော်မိမှစိုးလို့တဲ့မီးဖို့နားတောင်မလားစေရဘူးပြီးတော့ဟောတဲကလေးကိုကြည့်ပါအောင်အခုတော့တက်ရက်ပေါ့မောင်ထုံးမရောက်စားကအမိုးမလုံးလို့အကာတွေလည်းပြတ်နေကြရဲ့လေပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုအနေမှာမောင်ထုံးမရောက်လို့2ရက်အကြာမှာနှင်းမိုးတွေရွာချလို့မောင်ထုံးမပါမကျန်ငါတို့အကောလုံးရွှဲရိုဆိုပါတော့မောင်ထုံးမပါလို့လည်းတည်တာအနီးနာကဆိုင်စုအိမ်စုမှာတက်ကဲတို့ထရန်တို့သူ့ကိုယ်တိုင်သွားဝဲပြီးကိုယ်တိုင်မူးကာပြီးခဲ့တဲ့မောင်ရဲ့ဘွားကစကားကိုဖြတ်၍လက်အထက်တို့မြောက်ချီကဖျားတကြတော့တပည့်တော်မရဲ့မြေကြီးမောင်ထွန်းမောင်ကျမ်းမာချမ်းသာပါစေခလုတ်မထိဇူးမညိပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေဆို၍မျက်ရည်ဆန်းဆန်းနှင့်ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိလူများကိုပင်မေ့နေဟန်ရှိ၏အတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေဆိုလို့အေးကြချမ်းကြတော့မောင်တငယ်ချင်းဖျားလောင်ကြီးကဟောသူ့မှာပါတဲ့အင်ကြီးတွေပစိုးတွေမျက်နှာတုပ်ပတ်ဝါတော့မကြမ်းဘူးအဲ့ဓာတွေနဲ့တခါတည်းငါတို့4ယောက်ကိုပတ်ရချုံပေးတာပဲမိဘကသာသမီပြုစုတလို့ပဲမောင်ရဲ့သူကိုယ်တိုင်ကတော့ဆုချက်ကလေးနဲ့တာနေရဲ့အောင်မဲ့ဟောမောင်တငယ်ချင်းကတတိကောင်းတလားကွယ်မိုးကြီးပေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရက်တက်ရဲ့နို့ပေမဲ့သူအသားတွေကတန်ကဲလိုပဲမာတလားကွယ်ဟောနေကင်းမှာဖားမေတို့မောင်နှမ2ယောက်ကသူ့လက်မောင်သားကြီးတွေကိုထုတ်ပြုတ်ပြရဲ့မောင်နှမ2ယောက်က
သူ့လက်မောင်ကြီးကိုလည်းစီးစီးပြီးကစားကြတာပါပဲအမှန်တန်ပြောကြတာပေါ့ဒီတငယ်ဟာလူထုပါကွယ်တန်ကားတန်မာပါပြီရဲ့ဖះလောင်းများစင်ပြောင်းငါစီးစီးအားဆောင်ရနိုင်ရဲ့ထင်ပါရဲ့ကွယ်နောက်တစ်နေ့မနေ့စောစောဟိုနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်တို့တက်တွေဆိုတာနေခင်တခင်းလုံးသူ့ကိုထမင်းစားစောင့်နေကြရဲ့အနီးအနားမှာလည်းလိုက်ရှာကြရဲ့အဲ့ဒီမနေ့ငါတို့ထမင်းမစားဖြစ်ကြဘူးညနေကြလို့ပြန်လာတော့မှကြည့်ရတာကလက်ဆက်တက်တော့သူဟိုကြိုက်ထိုကိုသွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနင့်အကိုကြီးဝယ်ပေးခဲ့တဲ့အဝိအစားတွေယူခဲ့စမ်းကိုင်းမောင်ရင်ကြည့်တော့ငါတို့ဝယ်ဖို့သူ့ဝယ်လာတာတွေ့ သူအခါအဖိုးကြီးဒီအထုပ်ကြီးတစ်ထုပ်ကိုကောက်ယူ၍ဟောဒါကျုပ်ထုံးမောင်ရဲ့မအောင်ပြရအောင်မယ်အဖိုးကြီးကအထုပ်ကိုဖြီလေသည်အထုပ်ပေါ်ကကျိုးစီအောင်အပတ်ပေါင်းများစွာရစ်ပတ်ထား၏ကျိုးတွေကုန်သောအခါပစိုးဟောင်းတစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်ဆက်ကူ3-4ထက်နဲ့အလွန်တေချာစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးထက်ကုံလေးမှလုံးကြီးအညိုရောင်တစ်ထက်အတွင်းကန်အင်ကြီးတစ်ထက်အပေါ်အင်ကြီးတစ်ထက်ခေါင်းပေါင်းပွားတစ်ထက်ပခုံးတင်ပိတ်ဖြူစားတစ်ထက်တို့ထွက်လာသည်ထိုလေးရသောအဝတ်တို့ကိုအဖိုးကြီးသည်ယူရမြန်နိုးစွာကင်တွယ်၍အဲ့ဒါကြုံမြည်ရဲ့ကုလိုတွေပဲမောင်ရင်ကျုပ်အဖိုးဖာဒီလိုမပေးခဲ့ဘူးပါဘူးကျုပ်သားသမီးတွေကလည်းမပေးခဲ့ဘူးကိုယ်တိုင်လည်းဝယ်ပြီးဝေးနိုင်ခဲ့ဘူးဒီဝေလေးတွေကိုကျုပ်ဘာလို့မလဲတိလားဥပုံနေတိုင်းဝစ်စင်ပြီးဥပုံဆောင်မယ်အခုစိတ်ကူးထားတာကတော့ကြုံမြည်ကုလိုပွားအောင်နေတိုင်း10ပါးဒီလာဆောင်ပြီးသူ့ဝတ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီဝတ်တွေကျုပ်တို့ဆရာဖုန်ကြီးစီကိုလူလိုက်ဖို့မှာပြီးပါပြီမောင်ရဲ့အဖွားကြီးကလည်းမိမိအတွက်အဝတ်စားတို့ကိုပြ၍ကျုပ်လည်းပဲငါအဖိုးတိုင်းပဲဆုံးဖြတ်ပြီးပါပြီမိမိရဲ့အထုပ်ကိုအာရပါတရဖြီကားပြ၏ပိုးသားလုံးကြီးအင်ကြီးဘီမှန်စသည်ဖြင့်မိမအတော်အဆောင်အတန်များများကိုတွေ့ရ၏အဲ့ဒါတွေကကျမအကိုကြီးဝယ်ပေးခဲ့တာရှင့်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေးညာတိုင်းအိတ်ခမ်းကြီးကိုဥသုံးချိန်ချပါတယ်အကိုကြီးလည်းပြန်သွားပြီးတိတ်အောင်မေးတာပဲဆို၍မျက်ရည်လဲလာလေ၏အနားတွင်အမ၏မျက်နှာကိုစိုက်ကြည့်နေတော့မောင်ကလေးမှမဲတဲတဲဖြစ်၍လာလေ၏အဖွားကြီးရဆက်ပြန်၍အဲ့ဒါနဲ့သူအဖူအစုကောင်းတာနဲ့ငါတို့အတော်အတန်ထူထောင်လာကြတာပါပဲသူနေလို့4-5ရက်ရှိတော့ငါတို့လည်းမှာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုသွားဖူးတာထက်ဖះစကားနားထောင်တာပိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လေဖះသွားဖို့အချိန်မရှိတော့ဘူးကျောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလူဖို့ရေလူဖို့မှန်ခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလူကမ်းမယ်ဆိုပြီးငွေတင်ကားပြ30ကျပ်တိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်အဖြစ်နဲ့ခါမှငွေ30ကျပ်ပြည့်အောင်မကင်ခဲ့ဘူးဒီလိုလူမျိုးတွေ့ဘူးထားလို့တောင်းကြားတောင်မကြဘူးပါဘူးကွယ်ဟောမအဖိုးကားဖြင့်လူမဟုတ်ဘူးလက်တကြားများလူရောင်ဆောင်လာတာလို့အခုထက်ထိဆွဲနေတုံးပဲထိုအခါအဖိုးကြီးကဝင်နေ၍ဟဲ့မဲတုတ်ကဲအခုဒီမောင်ရင်ကသူ့တငယ်ချင်းမှဆိုလိုတာနေလဲရတယ်ငါတော့ဧကန်နာနဲ့တကြားပဲလို့ဆွဲလန့်နေတော့မယ်ကြည်လေငါလကားပြောတာမဟုတ်ဘူးငါတို့ဆရာဖုန်ကြီးဟောဘူးတယ်ဟဲ့တကားကြီးဖိုးခွေးတဲ့ငါးပါးဒီလာမြဲပြီးမြစ်တာပို့ပြီးဣတိပီတော်ကုံတော်တနေ့အနည်းဆုံး10ဘက်ရအောင်စိတ်တဲ့အချင်းကျက်တွေ့ရင်နဲ့တကြားများလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဖုန်ကြီးစကားအတိုင်းစောင့်ထင်းခဲ့ပြီးဗရီးမမှန်စိတ်ခဲတာညီးတီပဲမဟုတ်လားဟိုနေ့ကငါပက်လက်ကလေးမျော့နေတော့ဆရာဖုန်ကြီးရဲ့အစုံအမခုံတော်ကိုတတိယပြီးခုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေးသက်ကြလာတော့တကြားမင်းတော့ရေးစင်ဖြန်းလာပြီလို့ငါယုံကြည်လိုက်တယ်လူပုံတရံနဲ့တောက်ပြောင်ကြည့်အေးနေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတုတ်ကဲလူရိုးရိုးကဒီလောက်တောင်ကောင်းနိုင်မှမလားဟဲ့
လူမမာလေးယောက်ကိုစိတ်ကုပြုစုကျွေးမွေးဝစ်စင်အိမ်ကိုမိုးကပေးပြီးတော့ငွေ30ကျပ်ရင်းမာကြီးကိုပေးတာဟာလူရိုးရိုးဟုတ်နိုင်မှာမလားဟဲ့တို့ဆရာဖုန်ကြီးပြောဘူးတယ်နဲ့တကြားမြတ်လူရောင်ဆောင်လာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြင့်မောင်ထွန်းမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်ဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတက်မှာပြီးတဲ့နဲ့ငါဖြင့်ဒီလိုချောမောလာပါတဲ့ယောက်ျားကောင်းမျိုးမြင်ဘူးပေါင်ဗျာအိုးကိုဖိုးခွေးကလည်းလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲဧကန်ကအလောင်းအလျာတခုခုတော့ဖြစ်မှာပဲကိုင်မောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြစ်အဖွားတို့တဲမှာတညာလောက်တဲပါအောင်မောင်ရဲ့သူ့ငွေထဲကအလူဥပြူပြီးထမင်းတနက်တော့ကျွေးလိုက်ပြရစီတန်ငါတော့ဆွန်ကျွေးဖို့တော့ငွေ9ကျပ်ဥချပြီးဖဲထားပြီးပါပြီထိုအခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညာတဲရန်ဝန်ခံလိုက်၏ညအရာဝင်တဲ့အခါမှာကျွန်ုပ်စဉ်းစားကန်းပေါ်လာလေ၏ထောမောင်ကြီးဖြင့်ဖျားဖူးလာရကြုံနဲ့လေပြီထောမောင်ရဲ့ကိုယ်တော်ငါအားကြလာသည်ငါကြားဖူးသည်ကမြတ်စွာဘုရားရှိစေကတောနဲ့ကရဟန်းနှစ်ပါးဖျားကိုဖူးမြင်ရန်လာရတဲ့လန်ခရီးမှာရေငတ်သည်ဖြင့်ရေတောက်ကြမည်ရှိရာရေစင်းမပါကြသည်နှင့်တပါသောယဟန်ကမြတ်စွာဘုရားသည်ရေစင်းနှင့်မှရေတောက်ရမည်ဟုပြညတ်ထားသည်ယခုရေစင်းမရှိခဲ့ဖျားကိုကြည်ညိုသည်ဆိုကဖျားစကားကိုနားထောင်မှကြည်ညိုရာရောက်သည်ထို့ကြောင့်ရေမတောက်ပဲအသက်သေးစေတော့ဟုဆိုဖြတ်လိုက်၏တပါတော်ကဖျားဆိုသည်ကအလွန်ဖူးမြင်ရခဲ့၏ရေတောက်ပြီးအသက်ရှိဖျားကိုဖူးမြင်အဟုဆိုဖြတ်လိုက်၏ပထမယဟန်သည်လမ်းတွင်ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဖျားထံရောက်၍အဖြစ်ပြက်ကိုပြန်လှန်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားစကားနားထောင်၍လမ်းတွင်အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတဲ့ယခုလည်းငါတို့ညနေတူလီစွာငါမှာကြိတ်ထီကိုဖျားတော့ရောက်ပါရဲ့ရောက်တော့ဘာလို့တဲ့လဲဖျားကိုပစေပေါက်ရှိခိုးအနာပတ်လည်အားဆူဆူညံ့ညံ့နဲ့အာယုဆိုင်၍ရှိမခိုးခဲ့ရ၎င်းတော့တငယ်ချင်းတို့နေလျှောက်၍ပြောခဲ့တယ်ဟာတိုက်တဲ့ချင်းဆိုဖက်ကစားအဲ့ဟာတွေနဲ့ပဲချင်းကိုတာပဲအခုထောမောင်အားကြလို့အဘိုးကြီးအပွားကြီးတို့ကိုပိုက်ဆံပေးချင်လို့ကြည့်တော့လှဲခါနဲ့ယထာခါသာကြမ်းတော့တယ်ပိုက်ဆံတပြားမှမပိုးတော့ဟိုးကိုတော်မာတို့ကတို့လူစုမြေလက်ကအပြိုတစုကိုတွေးလို့အလွမ်းသိပြီးပိုပန်ပြီးဟိုဆိုင်အခန်းလိုက်ဒီဆိုင်အခန်းလိုက်နဲ့တိုလေးရဲလောက်တို့လူစုပိုက်ဆံဖြိုးလိုက်ကြတာဖျားလူဖို့မှန်ထားတဲ့ထက်3ပုံ2ပုံလောက်ပါသွားတာပဲအဲ့ဒီပိုက်ဆံတွေအခုကနှမျောလိုက်လာရဲ့ငါဖျားမှုရတာမဲရဘာကျိုးမြမထင်ပါတဲ့ကနှက်ကြတော့ရသိမဖိုးသူတော့မဲတီလာဘန်းတဲ့ရေတဲ့ချိုးတို့စိတ်မကြည်နဲ့လက်ပတ်ပြောရွှင်ဓာတွေနဲ့သာချိန်ကိုတယ်ခုငါတို့ပြီးမာယတနာ3ပေါက်အကြောက်ပြပြီးလှုပ်ကြရဲ့ပွဲမျိုးတွေးတော့ငါတတိရလိုက်ပါပြီတဲ့ငါဖျားကိုရောက်တော့လဲဖျားစကားကိုနားထောင်တဲ့မောက်ထုံးမောင်ရဲ့ကိုသူမျိုးဘယ်မှမှီနေမလဲစတီဖြင့်စိတ်ကူးတွေးတော့ကမပြောတစ်ချက်နဲ့မိုးလင်းရလေ၏နနက်တွင်ကျွန်ုပ်ပြန်တော်မူဟုနှုတ်ဆက်လျာအဖိုးကြီးကပြန်အောင်တော့မောင်ရင်မောင်တို့ကျမ်းမာချမ်းသာပါစေလို့အဖိုးဆုတောင်းပါတယ်မောင်ထွန်းမောင်ကိုပြောပါသူဝယ်ပေးခဲ့တဲ့အဝတ်စားကိုအဖိုးဘလို့စီမံနေဆိုတာကိုအေးသွားတော့မောင်ကြီးဖုန်းကြည့်ပါစေတက်ရှိပါစေကွယ်ဖွားကြီးကသွားတော့မောင်ရဲ့သွားတော့အဖွားတို့မသေးခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ရှင်ပါသေးတယ်ကွယ်ဘိုးမကြခင်အဖွားတို့ရမ်းမာရင်ဖြစ်ရန်ကုန်ကိုဖျားဘူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုအဖွားတို့2ယောက်တည်တဲ့အထိရှစ်ပါးတီလာစားဖို့တစ္ဆာအဋိဌံပြုပြီးတဲ့အကြောင်းပြောပါလေကွယ်အေးသွားတော့မြင်းရည်သွားတော့ဖွားမေကလည်းအကိုကြီးထုံးမောင်ဘိုးလက်ဆောင်ပေးလိုက်ပါရစေဟောဒါကကြိုက်ထီယူတောင်ပြဲဝါစေတံဒါကတစ်ခွက်ဖန်းချောက်တစ်ခုဟောဒါကကျမအရင်ဖျားတော့ကဖြတ်ထားတဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးဖျားလူပါတဝက်ကိုအကိုကြီးသိမ်းယူထားပါလို့ပြောပါကျမမတည်ခင်တစ်ခေါက်တော့ရအောင်လာပါမယ်လို့လည်းပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှုခိုးလက်ဆောင်လေးပေးလိုက်ပါရစေခုနေကိုကြီးရန်ကုန်ပဲစီမှာလေကျွန်ုပ်ဒီရန်ကုန်ရှိရာညွှန်ပြလိုက်တော့အခါဖွားမိတ်ဒီတပန်နန်းတစ်ထဲကိုတင်၍ရန်ကုန်ထွန်းမောင်ရှိရာဘက်သို့ရိုတီလေးမြတ်စွာလဲ၍ဦးတုံးချိန်ချကအကိုကြီးကိုဦးတုံးချိန်ကြော့လိုက်ပါတယ်ဆို၍ဦးတုံးချိန်ချ၏ထိုအခါကလေးမ၏မျက်ရည်တို့ဒီကြပြန်လေကျွန်ုပ်ဒီခြေလန်းလေးနှင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမဒီကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လဲစိတ်အထီးပို့ကြ၏
လဲဒီတအီးနဲ့လိမ့်သွားရာဖွားမေတို့မောင်နှမဒီမျက်နှာငယ်ငယ်ဖြင့်ငင်းမြော်၍ကြံခဲ့ခဲ့ရလေသည်ကျွန်ုပ်ဒီထွန်းမောင်အခန်းတို့ဝင်ခဲ့၏ထွန်းမောင်က အလိုမင်းပြန်လာပြီလားမင်းဖျားဘူးခဲ့တာအမြောက်ဝေပါအောင်ကွ မတရောပါနဲ့ကွယ်ငါမှမျှဝေစရာကြတော့တခုမှမပါခဲ့ဘူးမျက်နှာငယ်ငယ်နဲ့ပြောသည်ဟေးမင်းအကြောက်တွေငါကြားခဲ့ပြီးတီးခဲ့ပြီးမင်းကိုယ်တို့အင်မတန်ထူးမြတာပဲငါ့ကိုအမျှဝေစမ်းပါတငယ်ချင်းရဲ့ ဟင်ဖះရောက်တဲ့သူကလမ်းကပြန်လာတဲ့လူကိုအမျှဝေခိုင်းနေသလားကွမင်းကလည်းယူးကြောင်ကြောင်နဲ့ ငါမယူဘူးငါတကယ်ပြောနေတာငါကြိုက်ထီယိုဆိုတဲ့စေဒီနာကိုတော့ရောက်ခဲ့တာမှန်တယ်နှုတ်ပေမဲ့မင်းကတော့တန်မတန်ဖို့တာဖះစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ် မင်းစာကလေးပါကလေးအကြည့်ဘူးသားမဟုတ်လားငါကအမျှဝေမှာမင်းရနိုင်တာမဟုတ်ပါဘူးမင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုတာရုခေါ်နိုင်တယ်လို့ကုသိုလ်ကရတာပဲကွ အဲ့ဒါငါသိတယ်ဘာဖြစ်ဖြစ်မင်းပတ်ဆက်ကမွဲဆိုပြီးပေးတာကိုငါကြားချင်တယ်ငါတာရုခေါ်ချင်တယ်စင်ကြီးစင်းလက်တွေလို့မနေပါနဲ့ကွယ်ငါကြည်ညိုလွန်းလို့ပါမင်းပတ်ဆက်နဲ့အမျှဝေစမ်းပါ ကင်ဒါဖြစ်လေအမျှဆိုတာအဖို့ပါကဆိုလိုတယ်ငါတော့အဖို့တွေအဖေတွေလုံးမနေပါဘူးငါကုသိုလ်တွေအကုန်လုံးကိုပေးပါရဗျာအကုန်လုံးယူပါလေတော့ ကျွန်ုပ်ဒီတာရုလေးလေးနက်နက်ခေါ်ပြီးမှ မင်းကငါကျေးဇူးတင်တာတခုရှိသေးရဲ့ ဘာလဲ မင်းကငါ့ကိုဖျားဖူးနီးကောင်းနီးမွန်တကူတင်ပေးတဲ့အတွက်ပေါ့ မှတ်ချက်ဤဝိထုတွင်ဖျားကြီးညိုနီး၌ဗုဒ္ဓဘာသာကိုအရင်တည်၍ပြခြင်းမှာမြန်မာနိုင်ငံတွင်အများအားဖြင့်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်တာပြခြင်းဖြစ်သည်အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှတာယူရန်ဖြစ်၏20ရာစုအမျိုးသားပညာဝင်ဦးဖိုးကြား